American နဲ့ Iran တို့ကြားကစီးရီးပရိပက္ခဟာတကမ္ဘာလုံးကိုတုံ့လုံးစေတဲ့အလှည့်အပြောင်းနေတဲ့အတူနေ့စဉ်နဲ့အမျှပြင်းထန်ရှုပ်ထွေးလာနေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုန်ပိုင်းကမှအီရန်ရဲ့လျှက်စစ်စွမ်းအင်ထုတ်လုပ်တဲ့အခြေခံအဆောက်အုံတွေအားလုံးကိုအမြင့်ပြတ်ချိန်မုံဖြစ်မယ်လို့ကြုံဝါခဲ့တဲ့ American သမ္မတ Donald Trump ကအခုတော့သူ့ရဲ့ရည်တည်ချက်ကိုရုတ်တရက်ပြောင်းလဲလိုက်ပါတယ်။သူချိန်ဝါထားတဲ့48နာရီမတိုင်ခင်ကမ္ဘာရင်နံတင်ပို့မှုရဲ့အသက်သွေးကြောဖြစ်တဲ့ Hormuz ရေလက်ကြားကိုပြန်မဖွင့်ပေးရင်အီရန်ကိုပြာချပစ်မယ်လို့ချိန်ချောက်ထားခဲ့ရာကနေအခုတော့အီရန်ရဲ့စွမ်းအင်စက်ရုံတွေကိုတိုက်ခိုက်မဲ့အစီအစဉ်ကို9ရက်တိတိဆိုင်းငံ့ပေးလိုက်ပြီလို့ကြေညာလာပါတယ်။ဒီလိုဆိုင်းငံ့ပေးလိုက်တာကအီရန်ဘက်ကထိပ်တန်းတာဝန်ရှိသူတို့ကသူစီကိုဖုန်းဆက်ပြီးတော့သဘောတူညီမှုတစ်ခုရယူကြတယ်လို့ကမ်းလှမ်းလာတာကြောင့်ဖြစ်တယ်လို့သမ္မတ Trump ကဆိုပါတယ်။သမ္မတ Trump ကသတင်းတောက်တွေကိုပြောကြားရမှာတော့သူကစတင်ဆက်သွယ်ခဲ့တာမဟုတ်ပေအီရန်ဘက်ကအရင်ဖုန်းခေါ်လာတာဖြစ်ကြောင်းအီရန်နေနဲ့စစ်ပွဲတွေဆက်မဖြစ်ချင်တော့သလိုနျူကလ িয়ার လက်နက်တွေဆက်လက်ထုတ်လုပ်တော့မှာမဟုတ်ဘူးဆိုတော့ခိုင်မာတဲ့သဘောတူညီချက်တစ်ခုရယူနိုင်ဖို့ဆန္ဒရှိနေကြောင်းထုတ်ဖော်ပြောဆိုသွားပါတယ်။ဒါအပြင် Hormuz ရေလက်ကြားကနေရေနံစီးဆင်းမှုတွေကို American နဲ့ Iran တို့ပူးတွဲထိန်းချုပ်မဲ့အစီအစဉ်မျိုးဖြစ်လာနိုင်တယ်လို့လည်းအရေးအမှုပြောကြားခဲ့ပါတယ်။ဘယ်သူနဲ့ပူးတွဲထိန်းချုပ်မလဲဆိုတဲ့မိကွန်းကိုတော့သမ္မတ Trump ကသူ့အနေနဲ့အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အရာဒူလာနဲ့ပဲဖြစ်ဖြစ်နောက်တက်လာမဲ့အရာဒူလာအသစ်နဲ့ပဲဖြစ်ဖြစ်ပူးတွဲအုပ်ချုပ်ကောင်းအုပ်ချုပ်နိုင်တယ်လို့ထူးထူးခြားခြားတုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့အီရန်အစိုးရဘက်ကတော့ American နဲ့ဘလို့ဆွေးနွေးမှုမျိုးမှပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ချက်ချင်းပဲညင်းဆိုထားပါတယ်။သမ္မတ Trump ကတော့လာမယ့်9ရက်အတွင်းမှာအီရန်ထိပ်တန်းအရာရှိတွေနဲ့တွဲဆုံဆွေးနွေးသွားမှာဖြစ်ပြီးတော့အကယ်၍ဆွေးနွေးမှုတွေသာအဆင်မပြေခဲ့ဘူးဆိုရင်တော့အီရန်ကိုအပြင်းထန်ဆက်လက်ပုံကျဲတိုက်ခိုက်သွားမယ်လို့အကြက်ကင်ပြီးတော့ချိန်ချောက်ထားစေဖြစ်ပါတယ်။ဒီလိုသမ္မတ Trump ရဲ့ရုတ်တရက်လေသံပြောင်းသွားမှုကမ္ဘာစီးပွားရေးဈေးကွက်ကိုချက်ချင်းဆိုသလိုရိုက်ခတ်သွားခဲ့ပါတယ်။ Trump ရဲ့မှတ်ချက်စကားတွေထွက်ပေါ်လာပြီးမကြာခင်မှာပဲအစမတန်ထိုးတက်နေတဲ့ကမ္ဘာရှင်နံဈေးနှုန်းတွေကရုတ်တရက်ပြန်လည်ကျဆင်းသွားခဲ့ပြီးတော့ Stock Share ဈေးကွက်တွေလည်းပြန်လည်နလန်ထူလာခဲ့ပါတယ်။ဒီအခြေအနေကိုစောင့်ကြည့်နေတဲ့အီရန်ပါလီမန်ဥက္ကဋ္ဌကတော့ American သမ္မတရဲ့ပြောစကားတွေကကမ္ဘာရှင်နံဈေးကွက်ကိုကစားဖို့နဲ့ Stock Share ဈေးကွက်ကိုချဲလှယ်ဖို့ရည်ရွယ်ချက်ရှိဖန်တီးနေတဲ့သတင်းမှားတွေသက်သက်သာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဆွဆွဲဝေဖန်လိုက်ပါတယ်။တကယ်တမ်းမြေပြင်အခြေအနေမှာတော့ Hormuz ရေလက်ကြားကြီးကအီရန်ရဲ့တိုက်ခိုက်ခံရမယ့်အန်ဒီရဲ့ကြောင့်ကုန်တင်သင်္ဘောတွေနဲ့ရေနံသင်္ဘောတွေဖြတ်သန်းသွားလာဖို့လုံးဝမဖြစ်နိုင်သေးလောက်အောင်အန်ဒီရဲ့ကြီးမားနေစေဖြစ်ပါတယ်။တချိန်တည်းမှာပဲအစ္စရေးနိုင်ငံအနေနဲ့အီရန်နိုင်ငံမြို့တော်တီဟီရန်ကိုစက်တိုက်ဆိုသလိုပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေစေဖြစ်ပြီးတော့အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နေတန်ယာဟူကတော့သမ္မတထရန့်အနေနဲ့အီရန်နဲ့သဘောတူညီမှုတစ်ခုရနိုင်ခြေရှိရလို့သူ့ကိုအသိပေးထားကြောင်းပြောဆိုထားပါတယ်။သမ္မတထရန့်ဘာကြောင့်အခုလိုရုတ်တရက်သဘောထားပြောလဲသွားရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ Washington DC မှာရှိတဲ့နိုင်ငံရေးလေလာသုံးသပ်သူတွေကတော့ American အစိုးရမျှော်မှန်းထားသလိုစစ်ရေးအခြေအနေတွေဖြစ်မလာတာကြောင့်လို့သုံးသပ်ကြပါတယ်။ American အနေနဲ့အီရန်ပြည်သူတွေကိုအစိုးရအပေါ်ပုံကန်ထားကြဖို့လှုံ့ဆော်ခဲ့ပေမဲ့မျှော်လင့်ထားတဲ့အစိုးရအပြောင်းလဲဆိုတာဖြစ်မလာခဲ့ပါဘူး။အီရန်က American ရဲ့အပြင်းထန်တိုက်ခိုက်မှုတွေကြောင့်အထိနာနေပေမဲ့လည်းစစ်ရေးအရပြန်လဲတုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိနေစေဖြစ်ပါတယ်။ဒါအပြင်ဒီစစ်ပွဲကြီးတွေကိုအရှေ့အလယ်ပိုင်းကတခြားအာရပ်နိုင်ငံတွေပါဝင်ပတ်သက်လာရတဲ့အခြေအနေကသမ္မတ Trump ကိုယ်တိုင်မမျှော်လင့်ထားတဲ့အအားသင်းစရာအခြေအနေတရက်ဖြစ်လာခဲ့ပါတယ်။ဆိုးရွားဆုံးကတော့ Hormuz ရေလက်ကြားပိတ်ဆို့သွားမှုကြောင့်တကယ်ပါလုံးအတိုင်းအတာနဲ့စွမ်းအင်အကျပ်တဲဆိုင်လာပြီးတော့ American ပြည်ရင်းမှာတင်လက်စီတကာလန်ကို$လောက်အထိကိုဈေးထိုးတက်သွားတာကသမ္မတ Trump အတွက်ကြီးမားတဲ့နိုင်ငံရေးဖိအားတရက်ဖြစ်လာစေခဲ့ပါတယ်။စစ်ပွဲတစ်ပွဲကိုစတင်ဖို့ဆိုတာအလွန်လွယ်ကူပေမဲ့အဆုံးသတ်ဖို့ဆိုတာကတော့အင်မတန်ခက်ခဲတယ်ဆိုတဲ့အမှန်တရားကိုရခိုင် American သမ္မတအဆက်ဆက်သိနာလေခဲ့ကြသလိုအခုသမ္မတ Trump ကိုယ်တိုင်လည်းလက်တွေ့ခံစားနားလည်လာရပြီလို့ Washington ကလာတဲ့သုံးသက်ချက်တရားဆိုပါတယ်။အကယ်၍ American နဲ့ Iran တို့တကယ်ပဲဆွေးနွေးပွဲစပွဲဝိုင်းကိုရောက်လာခဲ့မယ်ဆိုရင်တောင်မှဆွေးနွေးရမယ့်အကြောင်းအရာတွေကအလွန်ကိုရှုပ်ထွေးပြီးတော့ကျေပြန့်လွန်လာပါတယ်။နျူကလ িয়ার လက်နက်ထုတ်လုပ်ရာမှာအသုံးပြုနိုင်တဲ့ယူရေနီယံသန့်စင်မှုကိစ္စLebanon က Hezbollah လိုမျိုးဒေသတွေမှာအီရန်ကထောက်ပံ့ပေးထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကိစ္စနောက်ပြီးအီရန်ရဲ့အင်အားအကြီးမားဆုံးလက်နက်တစ်ခုဖြစ်လာတဲ့ Hormuz ရေလက်ကြားထိန်းချုပ်မှုကိစ္စတွေကိုဘလို့သဘောတူညီချက်ယူမလဲဆိုတာကကြီးမားတဲ့အစိန်ခေါ်မှုတွေဖြစ်နေပါတယ်။
အီရန်ဘက်ကလည်းဟော်မုတ်စီလက်ချောင်းကိုသူတို့ဆက်လက်ပြီးတော့ထိန်းချုပ်ခွင့်စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းပေးရင်းနဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကနေကင်းလွတ်ခွင့်စတဲ့တောင်းဆိုမှုတွေအခိုင်အမာပြုလုပ်လာမှာသိကြပါတယ်။ဒါကြောင့်အခု Trump ရဲ့ပြောစကားတွေကတကယ်ငြိမ်းချမ်းရေးဆွေးနွေးမှုထက်စစ်ပွဲကိုအောင်နိုင်ပြီလို့ကြေညာပြီးတော့လှည့်ထွက်သွားဖို့ကြိုးစားတဲ့လို့ရဲ့ဒါမှမဟုတ်ကမောက်ကမဖြစ်နေတဲ့ကမ္ဘာစီးပွားရေးစည်းကွက်ကိုယာယီငြိမ်သက်သွားအောင်နှစ်သိမ့်လိုက်တဲ့လို့ရဲ့တသက်တာဖြစ်နိုင်တယ်လို့နိုင်ငံတကာအရေးကျွမ်းကျင်သူဂျယ်ရမီဘိုဝင်ကသုံးသပ်ထားပါတယ်စစ်ပွဲတစ်ပွဲမှာအောင်ပွဲခံဖို့ဆိုတာဒီကြတဲ့ရီမန်ချက်ရှင်းလင်းတဲ့ထွက်ပေါက်မဟာဗျူဟာနဲ့နောက်ဆက်တွဲအစီအစဉ်တွေခိုင်ခိုင်မာမာရှိဖို့လိုအပ်ပေမဲ့သမ္မတထရန့်စီမှာအဲဒီလိုအစီအစဉ်တွေဘာတစ်ခုမှရှိမနေတာကိုတွေ့ရပါတယ်အီရန်ဘက်ကတော့ဒီစစ်ပွဲကိုကာလရှည်ပွန်းပဲစစ်စင်ရေးတစ်ခုအဖြစ်ကိုဆင်နွှဲဖို့ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပါတယ်ဒီစစ်ပွဲရဲ့ကြရက်ကဥရောပအထိပါပြင်းပြင်းထန်ထန်ရိုက်ခတ်လာနေပြီးတော့ဗြိတိန်နိုင်ငံရေးလောကမှာဆိုရင်လည်းအထူးလှုပ်ရှားရှားဖြစ်နေပါတယ်ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကလွှတ်တော်အမတ်တွေကိုသတိပေးပြောကြားရမှာတော့ပြည်သူတွေအနေနဲ့ဒီစစ်ပွဲကြီးရှက်ပိုင်းသတင်းပတ်အနေငယ်အတွင်းအမြင့်ဆုံးပြီးဆုံးသွားလိမ့်မယ်ဆိုတော့မောင်ရွနဲ့မျောလင်းချက်တွေမထားကြဖို့စစ်ပွဲအခြေအနေကလာနဲ့ချီပြီးတော့ကြာမြင့်နိုင်တဲ့အတွက်အဆိုးရွားဆုံးအခြေအနေတွေအတွက်ပြင်ဆင်ထားကြဖို့တိုက်တွန်းသွားပါတယ်ပြည်ထောင်အနေနဲ့ဒီစစ်ပွဲတွေကိုတိုက်ရိုက်ပါဝင်ပတ်သက်သွားမှာမဟုတ်ဘူးလို့ဝန်ကြီးချုပ်ကအခိုင်အမာအမခံထားပေမဲ့လည်းပြည်ရင်းမှာတော့ခုံစည်းနှုန်းကြီးမြင့်မှုပြဿနာတွေကိုအကြီးအကျယ်ရင်ဆိုင်နေရပြီဖြစ်ပါတယ်စစ်ပွဲကိုအကြောင်းပြပြီးတော့ခုံစည်းနှုန်းတွေကိုမတန်တဆတင်ရောင်းနေတဲ့ကုမ္ပဏီတွေကိုအရေးယူမဲ့အစီအစဉ်တွေကိုဗန်နာရေးဝန်ကြီးကမကြာခင်မှာကြီးညာသွားမယ်လို့ဆိုပါတယ်ပြည်ထောင်ဗဟိုဘဏ်ဥက္ကဋ္ဌကလည်းအစိုးရရဲ့အရေးပေါ်အခြေအနေကိုင်တွယ်ကော်မတီဖြစ်တဲ့ Corporate အစည်းအဝေးကိုတက်ရောက်ပြီးတော့စီးပွားရေးအရဆိုးရွားတဲ့တရားမှုတွေကိုဘလို့ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုအရေးပေါ်ဆွေးနွေးနေကြပါတယ်ပြီးခဲ့တဲ့ရုရှားယူကရိန်းစစ်ပွဲတုန်းကလိုအစိုးရအနေနဲ့ပြည်သူတရလုံးရဲ့စွမ်းရည်ကုန်ကျစည်တွေကိုထောက်ပံ့ပေးဖို့ဆိုတာလက်ရှိနိုင်ငံတော်ဗန်နာရေးအခြေအနေအရအလွန်ခက်ခဲတဲ့အတွက်တကယ်လိုအပ်တဲ့အလွှာတွေကိုပဲရွေးချယ်ထောက်ပံ့မဲ့အစီအစဉ်မျိုးကိုသာစဉ်းစားနေပုံရပါတယ်။ဒါအပြင်ပြည်ထောင်တော်ဝင်ရေးရဲ့အစင်းမြင့်စစ်သည်မော်ကြီး HMS Dragon ကပြည်ရပြည်လေဒေသကိုအခုမှရောက်ရှိလာတဲ့အတွက်ပြည်ထောင်စစ်တပ်ရဲ့တိုက်ခိုက်ရေးအသင်းဖြစ်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့အကြီးအကျယ်ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။အရင်အစိုးရလက်ထက်ကလေးကတမတော်အတွက်ရန်ပုံငွေဖျက်ထောက်မှုတွေကြောင့်စီးရေးဆွဲရေးတွေကျဆင်းနေပြီလားဆိုတဲ့မိန့်ခွန်းတွေလည်းထွက်ပေါ်နေပါတယ်။နိုင်ငံရေးနဲ့စီးပွားရေးကစားကွက်တွေရဲ့နောက်ွယ်မှာအီရန်နိုင်ငံတွင်ကအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကတော့အကြီးအကျယ်ပျက်စီးဆုံးရှုံးနေရပါတယ်။ American လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုရဲ့ခံမှန်းချက်အရစစ်ပွဲစတင်ခဲ့တဲ့3ပတ်ကျော်ကာလအတွင်းမှာတင်ကလေးငယ်200အပါအဝင်အပြစ်မဲ့အရက်သားအနည်းဆုံး1400ကျော်တည်ဆုံခဲ့ပြီလို့သိရပါတယ်။အီရန်အစိုးရဘက်ကတော့တရားဝင်သေဆုံးသူအရေအတွက်ကိုထုတ်ပြန်ခြင်းမရှိတော့တဲ့အပြင်အင်တာနက်အသုံးပြုပြီးတော့ပြည်ရင်းကသတင်းတွေကိုပြည်ပကိုပို့ဆောင်နေသူတွေကိုဖမ်းဆီးအရေးယူမယ်လို့ချိန်ချောက်ထားပါတယ်။သေဆုံးသွားခဲ့ရတဲ့ပြည်သူတွေထဲမှာParis Dagan လိုမျိုးစေးဆိုင်ရာမှာစေးဆိုင်မှာအလုံးလုံးနေတဲ့အမျိုးသမီးတူဦးလည်းပါဝင်ပါတယ်။တို့မှတရားရနေတဲ့သူတွေတက်ကြီးရွယ်အိုတွေကိုကူညီဆောင်ရှောက်ပေးတဲ့စိတ်နဲ့တဟီရန်မြို့ကနေထွက်ခွာဖို့ညှင်းဆန်နေရနေလေကြောင်းတိုက်ခိုက်မှုအတွင်းအသက်ဆုံးရှုံးခဲ့ရတာပါ။အသက်3နှစ်အရွယ်သာရှိသေးတဲ့ Ilma Bilkilo ကလေးငယ်လေးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရတဲ့အသက်ပေးလိုက်ရတဲ့ချက်ချင်းဒီအဖွဲ့ဝင် Hamis Reza Jahan Brush တို့လိုပြည်သူတွေရဲ့အဖြစ်အပျက်တွေကအင်မတန်ရနာစရာကောင်းလာပါတယ်။နောက်ထပ်ထင်ရှားတဲ့သေဆုံးမှုတစ်ခုကတော့အသက်26နှစ်အရွယ် fashion နဲ့လူနေမှုဘဝအကြောင်းရေးသားသူ blogger မျိုးသမီးလေး Verivan Molani ရဲ့အဖြစ်ပါပဲ။သူမအိမ်လွမ်းလို့ဂျီရန်ကိုပြန်လာပြီးနောက်တစ်နေ့မှာပဲအီရန်ထော်လိုင်းဝင်ကြီးကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့ဒုံးကျည်အပိုင်းအစတွေသူမရဲ့အိတ်ခမ်းပေါ်ကြားရောက်လာလို့အိမ်ယာတွေမှာအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အရက်သားတွေသေဆုံးရုံသာမကပဲဈေးရုံစည်းကမ်းတွေမှာမကြာခဏတိုက်ခိုက်ခံနေရပါတယ်။ကင်ဆာကုသဆောင်တဲ့ဖန်ပြိုတရီသားဌာနထွင်းဖွင့်ထားတဲ့ဒီဟီရန်မျိုးကပုဂ္ဂလိကကန်ဒီစီယုံတိုက်ခိုက်ခံခဲ့ရသလိုတောင်ပိုင်းစိတ်ကမ်းမျိုးဘူရှာမှာရှိတဲ့ပါရှန်ပင်လေကွေအာဇာနီစီယုံဆိုရင်လည်းနီးနားပေါက်ကွဲမှုတွေကြောင့်ဝေကင်းစားကလေးငယ်တွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အတည်ပြုချက်အရစိယုံစေကမ်းအနည်းဆုံး20ခန့်တိုက်ခိုက်ခံခဲ့ရပြီးတော့ကျန်းမာရေးဝန်ထမ်း9ဦးသေဆုံးခဲ့ပြီလို့သိရပါတယ်။လူနေထူထပ်တဲ့မျိုးပြဧရိယာတွေတဲကိုပောက်ကွဲအားပြင်းထန်တဲ့ပုံကြီးတွေကျိန်းချနေတာကြောင့်အရက်သားသေဆုံးမှုအရေအတွက်ကဒီထက်မကအစာပေါင်းများစွာများပြားလာနိုင်ပါတယ်။ဒီလိုအပြင်းထန်တိုက်ခိုက်ခံရပေမဲ့အီရန်ဘက်ကလည်းလက်မလျှော့ပဲပြင်းပြင်းထန်ထန်တံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုံ့ဆော်နေပါတယ်။
American သမ္မတ Trump က9ရက်ကြာအပြည့်ရမယ်လို့ပြောနေချိန်မှာပဲအီရန်ဘက်ကတော့ကူဝိတ်နိုင်ငံထဲမှာရှိတဲ့ American စစ်စခန်းတွေကိုဒုံးကျည်တွေ drone တွေနဲ့အစမပြတ်ပစ်ခတ်တိုက်ခိုက်နေပါတယ်။အီရန်နေတဲ့စစ်ပွဲကိုနောက်ဆုတ်သွားမယ့်အရေးအယောင်လုံးဝမပြပါဘူး။အီရန်ကခီဝေးပစ်ခတ်နိုင်တဲ့ခင်မီဒုံးကျည်အစင်း3000ခန့်ပိုင်ဆိုင်ထားပြီးတော့တိုက်ခိုက်ရေး drone အမြောက်အများကိုလည်းထုတ်လုပ်ထားနိုင်ပါတယ်။အခုအချိန်အထိသူတို့ရဲ့လက်နက်သိုလှောင်ထားမှုပမာဏရဲ့ရာခိုင်နှုန်းအနည်းငယ်ကိုသာအသုံးပြုရသေးတဲ့အတွက်ရေရှည်စစ်ပွဲဆင်နွှဲနိုင်စံအပြည့်အဝရှိနေပါတယ်။အီရန်ရဲ့စစ်ရေးမဟာဗျူဟာကအလွန်စနစ်ကျပြီးတော့ကြောက်စရာကောင်းလာပါတယ်။ပထမအချက်အနေနဲ့ပင်လယ်ကွေ့ဒေသတွေကအမေရိကန်မဟာမိတ်နိုင်ငံတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်ပြီးတော့စစ်မျက်နှာကိုအလျားလိုက်ကျေပြန့်အောင်လှုံ့ဆော်လာပါတယ်။ဒုတိယအချက်အနေနဲ့ဒေတာရင်ကအရေးပါတဲ့ရေချိုထုတ်လုပ်တဲ့စက်ရုံတွေရေနံချက်စက်ရုံတွေတဘာဝတံငွေစက်ရုံတွေကိုထိထိကျကျပြစ်မှတ်ထားပြီးတော့ဂျောင်လိုက်အရှိန်နဲ့တိုက်ခိုက်လာပါတယ်။အီရန်ဒေါ်လာရေးအစောင့်တပ်ဖွဲ့ IRGC ကအီရန်နိုင်ငံတဝန်လုံးကပြည်နယ်32ခုစလုံးမှာဗဟိုချုပ်ကိုင်မှုရှော့ချထားတဲ့ကွန်ရက်တံဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကိုထိပ်ပိုင်းခေါင်းဆောင်တွေကြာဆုံးသွားရင်တောင်မှအောက်ခြေတပ်ဖွဲ့တွေကအလိုအလျောက်ဆက်လက်ပြီးတော့တိုက်ပွဲဝင်နိုင်စွမ်းရှိနေကြပါတယ်။ဒီစစ်ပွဲကြောင့်အမေရိကန်ရဲ့အရှေ့အလယ်ပိုင်းဒေသလုံခြုံရေးအာမခံချက်ပေးနိုင်စွမ်းအပေါ်ကြီးမားတဲ့မိန့်ခွန်းထုတ်စရာတွေဖြစ်လာပါတယ်။ အမေရိကန်ရဲ့ဒီပညာမြန်မာလာပါတယ်ဆိုတဲ့စစ်စခန်းတွေကိုအီရန်ရဲ့ဈေးပေါ် drone တွေကအလွယ်တကူထိုးဖောက်ဝင်ရောက်ပြီးတော့ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။အမေရိကန်ရဲ့ဂုဏ်သိက္ခာဒီစစ်ပွဲကြောင့်အကြီးအကျယ်ထိခိုက်နေရပြီးတော့နိုင်ငံတကာအတိုင်းဝိုင်းကအမေရိကန်ကိုယုံကြည်စိတ်ချရတဲ့မဟာမိတ်တူအဖြစ်မရှုမြင်ကြတော့ပါဘူး။သမ္မတ Trump ရဲ့ရခိုင်ကာကွယ်ရေးဝန်ကြီးဟောင်းဗိုလ်ချုပ်ကြီး James Mattis ကိုရိုင်းကအမေရိကန်ရဲ့လက်ရှိလုပ်ရက်တွေကကမ္ဘာကြီးအတွက်အန်ဒီရဲ့ကောင်တကောင်လိုဖြစ်နေပြီလို့ပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။ဒါပေမဲ့အမေရိကန်ပြည်တွင်းနိုင်ငံရေးမှာတော့ Republican လွှတ်တော်အမတ်အများစုကဒီစစ်ပွဲရဲ့အကျိုးဆက်တွေကိုသိနေကြပေမဲ့သမ္မတ Trump ရဲ့နိုင်ငံရေးလွှမ်းမိုးမှုကိုကြောက်ရွံ့တဲ့အတွက်လူသိရှင်ကြားဝေဖန်ထောက်ပြရဲခြင်းမရှိကြပါဘူး။စီးရင်ဒီပညာဆိုင်ရာရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ဒီအီရန်စစ်ပွဲကအမေရိကန်ရဲ့ခင်မီအစင်းမြင့်ဆက်လက်ပစ္စည်းတွေအတွက်တင်ကြိုင်ကုန်တစ်ခုဖြစ်လာနေပါတယ်။မကြသေးမီရောက်ထွက်ပေါ်လာတဲ့သတင်းတွေအရကူဝိတ်နိုင်ငံလီပိုင်နက်ထဲမှာအမေရိကန်ရဲ့နောက်ထပ် F-15 ထိုင်းလေယာဉ်တစ်စင်းပစ်ချခံလိုက်ရတယ်လို့ဆိုပါတယ်။အီရန်နိုင်ငံပိုင် Press TV ကနေလွှတ်တင်လိုက်တဲ့ရုပ်သံမှတ်တမ်းမှာကိုဝိတ်နိုင်ငံအတွင်းမှာ F-15 ထိုင်းလေယာဉ်တစ်စင်းပြတ်ကျသွားပုံကိုပြသထားပေမဲ့အမေရိကန်နဲ့ကူဝိတ်အစိုးရဘက်ကတော့တရားဝင်အတည်ပြုချက်မပေးသေးပါဘူး။ပြီးခဲ့တဲ့မလ10ရက်နေ့တုန်းကလေကူဝိတ်နိုင်ငံအတွင်းမှာအမေရိကန်စစ်တပ်အချင်းချင်းမာယွန်ပစ်ခတ်မှုကြောင့် F-15 East Strike Eagle တိုက်လေယာဉ်3စင်းစတိုက်ပစ်ချခံခဲ့ရပြီးတော့လေယာဉ်မှူး6ဦးစလုံးလေဒီနဲ့ခုန်ချလွန်မြောက်ခဲ့ရတဲ့အဖြစ်အပျက်မျိုးရှိခဲ့ပူပါတယ်။အီရန်စစ်တပ်ဘက်ကလည်း Hormuz ကျွန်းအနီးတောင်ပိုင်းကရိုးရန်ဝေဟင်မှာ American F-15 ထိုင်းလေယာဉ်တစ်စင်းကိုမြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေအသုံးပြုပြီးတော့အောင်မြင်စွာကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့မလ22ရက်နေ့ကတရားဝင်ကြေညာထားပါတယ်။ American ဗဟိုစစ်ဌာနချုပ်ကတော့ဒီအီရန်ရဲ့အဆိုကိုညှင်းဆိုထားပါတယ်။ဒါအပြင်အီရန်ဒေါ်လာရေးအစောင့်တပ်ဖွဲ့ IRGC ကသူတို့ရဲ့ခင်မီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေအသုံးပြုပြီးတော့အစ္စရေးရဲ့အစင်းမြင့် F-16 တိုက်လေယာဉ်တစ်စင်းနဲ့အမေရိကန်ရဲ့ပြင်စမမျိုးဆက် F-35 ကိုပြောက်တိုက်လေယာဉ်တွေကိုပါပြစ်မှတ်ထားတိုက်ခိုက်နိုင်တယ်လို့အခိုင်အမာပြောဆိုထားပါတယ်။ Bloomberg သတင်းဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်စစ်ပွဲစတင်ကလေးကအမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာလေယာဉ်အနည်းဆုံး16စင်းဖျက်ဆီးခံရတာဒါမှမဟုတ်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အဲဒီထဲမှာအမေရိကန်ရဲ့အစင်းမြင့် MQ-9 Reaper တိုက်ခိုက်ရေး drone 10စင်းပါဝင်ပြီးတော့အများစုကရန်သူရဲ့ပစ်ချမှုကြောင့်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အဆိုးဆုံးဆုံးရှုံးမှုကတော့ဝေဟင်စီဖြစ်လေယာဉ်ကြီး KC-135 ဒဇင်လေးထဲမှာတင်တိုက်ခိုက်ခံရပြီးတော့ပြတ်ကျသွားတဲ့အတွက်လေယာဉ်အမှုတန်း6ဦးစလုံးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ပါ။ Saudi Arabia နိုင်ငံကလေတပ်စခန်းတစ်ခုမှာရန်နာထားတဲ့တခြား KC-135 စီးဖြစ်လေယာဉ်9စင်းလည်းအီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့်အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲအစ္စရေးနိုင်ငံဘက်မှလည်းစစ်မျက်နှာနှစ်ခုဖွင့်ပြီးတော့ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေရပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ပြောရေးဆိုခွင့်ရှိသူရဲ့တရားဝင်သတင်းစာရှင်းလင်းပွဲအရအစ္စရေးနဲ့အီရန်သားမကလက်ဘနွန်က Hezbollah တွေကိုပါအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရတယ်လို့သိရပါတယ်။
မင်းညပိုင်းကအစ္စရေးတောင်ပိုင်းကလူနေထူထပ်တဲ့ဒေါ်နာနဲ့အာလတ်မြို့တွေကိုအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကနေကြားဖြတ်ပစ်ချဖို့ကြိုးစားခဲ့ပေမဲ့ဒုံးကျည်တချို့ကကာကွယ်ရေးစနစ်ကိုထိုးဖောက်ပြီးတော့မြို့လေကောင်တွေကိုကြားရောက်ပေါက်ကွဲခဲ့ပါတယ်။အစ္စရေးလေတပ်ရဲ့စုံစမ်းစစ်ဆေးမှုတွေအရဒီလိုပစ်ချနိုင်စွမ်းမရှိခဲ့တာကကာကွယ်ရေးစနစ်ချို့ယွင်းချက်တစ်ခုခုကြောင့်ဖြစ်နိုင်ပြီးတော့အသေးစိတ်ကိုဆက်လက်စစ်ဆေးနေစေဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကအီရန်ကပစ်ခတ်လာတဲ့ဒုံးကျည်စုစုပေါင်းရဲ့90%ကျော်ကိုအောင်မြင်စွာကြားဖြတ်ပစ်ချနိုင်ခဲ့တာကကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့စံချိန်တင်အောင်မြင်မှုတစ်ရပ်ဖြစ်တယ်လို့ IDF ကအခိုင်အမာပြောဆိုထားပါတယ်။ပြည်သူတွေအနေနဲ့အချက်ပေးအော်သံကြားတာနဲ့ဘုံခိုခြင်းတွေကိုအမြန်ဆုံးဝင်ရောက်ခိုလုံချဖို့လည်းထပ်မံသတိပေးထားပါတယ်။အစ္စရေးနဲ့ခန်းစစ်သက်သက်မဟုတ်ပဲအီရန်နိုင်ငံရဲ့ဇက်ကနေကီလိုမီတာ200လောက်အထိကိုဝင်ရောက်ပြီးတော့အီရန်ရဲ့အရေးပါတဲ့စစ်ရေးပြမဲ့ထောင်ပေါင်းများစွာအပေါ်ကိုဘုံတန်ချိန်1000ကျော်ကျဲချတိုက်ခိုက်ခဲ့ပြီးဖြစ်တယ်လို့ကြေညာထားပါတယ်။အလားတူမြောက်ပိုင်းနယ်စပ်မှာလည်း Hezbollah ရဲ့အကြမ်းဖက်ပြစ်မှတ်200ကျော်ကိုတိုက်ခိုက်ခဲ့ပြီးတော့ Hezbollah လက်နက်တွေယူပို့ဆောင်ရမှာအသုံးပြုတဲ့လီထန်နီမြစ်ကူးတရားတွေကိုပါချိုးဖျက်ပစ်ခဲ့ပါတယ်။လက်ရှိချိန်မှာ Israel တပ်မဟာ61ကဂါလီလီဒေသမှာနေရာယူထားပြီးတော့တပ်မဟာ36ကတော့ Ram Town တရှောင်းမှာခံစစ်ယူထားပါတယ်။လာမယ့်သတင်းပတ်တွေကစပြီးတော့ Lebanon နိုင်ငံအတွင်းကိုမြေပြင်ထိုးစစ်တွေပုံမတိုးချဲ့ဝင်ရောက်သွားမှာဖြစ်ပြီးတော့ Israel ပြည်သူတွေကိုချင်းချောင်းနေတဲ့အန်ဒီယမှန်သမျှကိုတားဆီးနိုင်ဖို့ဂျာကန်နယ်မြေတစ်ခုဖန်တီးသွားမယ်လို့ Israel စစ်တပ်ကအတိအလင်းကြေညာထားပါတယ်။ဒီစစ်ပွဲကြီးကအလွယ်တကူပြီးဆုံးမဲ့အရေးအယောင်မရှိသေးပဲရှေ့လာမဲ့ရသက်ပတ်တွေလာရီအထိကိုဆက်လက်ပြင်းထန်နေအောင်မဲ့အနေအထားမှာရှိနေပါတယ်။ဗီဒီယိုလေးအဆုံးလေးလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။